မြဒိဋ္ဌာတတ်တဲ့ယဟတကတာယိကမ္မမြရှင်းတကတာယိကမ္မမြယဟတကတာယိကမ္မမြသာသနာ့နှုတ်ဝင်သီလရှင်တို့ရဲ့မိခင်ဖခင်မြစေရာကြည့်တော့ကံပေါ်ဉာဏ်ရှိပြီးတော့ကံအမြင်နဲ့လူရမှာလားဉာဏ်အမြင်နဲ့လူရမှာလားဉာဏ်အမြင်နဲ့လူတယ်ဆိုတာကမိမိတို့ရဲ့တန်တမှာတရားကိန်းပြီးတော့လူတာကိုပြောတာမှန်ရဲ့လားဟောဒီလောကမှာတရားကိန်းပြီးတော့လူတဲ့အလူကအပမေရောအစဉ်ရှိရောမယေမခွဲနိုင်တဲ့အကျိုးတရားတွေကိုရစေနိုင်တယ်လို့မြတ်စွာဘုရားဟောတာလားမဟုတ်ဘူးလားဒါကြောင့်မိမိတို့ရဲ့တန်ခါမှာတရားကိန်းရမှာလားမကိန်းရမှာလားဒီလိုတရားတော်ကိုနာပြီးတော့မိမိတို့ဉာဏ်အမြင်နဲ့ကြည့်လိုက်တဲ့အခါမှာမိမိတို့ရရှိထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးကဆင်းရဲနေတာလားချမ်းသာနေတာလားဟောအိဋ္ဌခန္ဓာကိုယ်ကြီးဒုက္ခခန္ဓာကိုယ်ကြီးအနတ္တခန္ဓာကိုယ်ကြီးဟောတော့မှဥစဉ်ဟောပါတယ်ကံအမြင်နဲ့ကြည့်လို့တော့ဟုတ်တယ်ဉာဏ်အမြင်နဲ့ကြည့်လိုက်တဲ့အခါမှာဟောတခြားဆရာတော်တွေဟောတာမိမိတို့ပါဇာပေါပါဇာနှုတ်ခမ်းကြီးကိုဒီထက်မှနှခမ်းကြီးဆိုးပြီးတော့ထားတဲ့လူတွေမပါဘူးလားပါသလားပါပါတယ်ဗျာဒါကြောင့်ဆရာတော်ကြီးတွေကပြောတယ်ကိုယ်ကကိုဆေးတုတ်ထားတာနဲ့တူတယ်တဲ့ရှေ့ကိကကူခေါင်းသွင်းမဲ့ဘူအဝါကိုတိမောစီလေးနဲ့တိတာထင်ရှားအောင်ဆေးမတုတ်ထားလားတုတ်ထားလားတုတ်တာပါအဲ့ဒီဘူဝါကိုဗါတဲ့ခေါင်းမသွင်းရဘူးလားဘူဝါအဝါကတွေအထက်ကိုသွင်းလိုက်တာအဲ့ဒီအတိုင်းပဲတဲ့ဆရာတော်ကြီးကယနေ့မိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကတဲ့ဘူကြီးနဲ့တူတယ်တဲ့အဲ့ဒီပဇာပေါက်တဲ့ကိုအသေးသွင်းတာလားအရှင်မွန်းနေတာလားဒါကြောင့်နှကန်းဒီဆိုတာဘူပေါဝါကိုဆေးချေတာမှန်ရဲ့လားဒါပြင်မဲ့လူလောကမှာတော့မပြုတ်ပြင်ရဘူးလားပြုတ်ပြင်ရမှာလားပြုတ်တော့ပြုတ်ပြင်ရမယ်